အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ကတော့အိမ်မြတ်ဖြူပါကျွန်မက2025 Champions Scholarship ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်အခု2026အတွက် interview တွေလည်းစနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မအနေနဲ့တက်နိုင်တာလေးတွေဒီဗီဒီယိုကနေမျှဝေပေးသွားပါမယ်အရင်ဆုံးကျွန်မရဲ့ background ကိုပြောရရင်ကျွန်မကဒီ Champions Scholarship အပြင်ပေါ့နော်ဒီ volunteer organization တွေ local scholarship တွေကျောင်းတွေမှာဝင်လုပ်တဲ့အခါဆိုရင် interview တွေဖြေခဲ့ရတယ်အဲ့ဒီ interview တွေထဲမှာညင်ခံရတာတွေလည်းရှိတယ်လို့ရခဲ့တာတွေလည်းရှိခဲ့ပေါ့နော်ပြီးတော့အခုလက်ရှိမှာ Service Learning Organization တစ်ခုမှာ interviewer အနေနဲ့လည်းလှုပ်ဆောင်ပေးနေရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မရဲ့အတွေ့အကြုံပေါ်မူတည်ပြီးတော့ဒီအခု Child Scholarship Interview မှာဆောင်ရွက်လေးတွေကိုဒီဗီဒီယိုလေးရနေပြီးတော့ sharing လုပ်ပေးသွားပါမယ်ရှင်ကျွန်မအနေနဲ့အခုဒီဗီဒီယိုထဲမှာ before the interview နဲ့ during the interview ဆိုပြီးတော့ interview မတိုင်ခင်နဲ့ interview အတွင်းမှာလုပ်ရမယ့်အရာလေးတွေကိုအရင်ဆုံး sharing လုပ်ပေးသွားမယ်ပေါ့နော်ပထမအဆုံး before the interview မှာကျမတို့အနေနဲ့ပထမအဆုံးလုပ်ရမှာက research about the scholarship ပေါ့နော်အဲ့တော့ scholarship အကြောင်းကိုနောက်တစ်ခေါက်ထပ်ပြီးတော့ research လုပ်ပေးပါregistration အဆင့်မှာ form အဆင့်မှာကိုကဒီ Child Scholarship နဲ့ပတ်သက်ပြီးတော့လေ့လာခဲ့ပြီးဆိုပေမဲ့လည်း interview ဖြေခဲ့အခါမှာဆိုရင်လည်းနောက်တစ်ခေါက်ထပ်ပြီးတော့ scholarship နဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့လေ့လာပေးပါ Chinese scholarship ကဘယ်လိုလူငယ်တွေကိုရှာနေလဲဘယ်လိုလူငယ်တွေကိုရွေးချယ်ပေးနေလဲဘာကိုအဓိက target ထားတာလဲဆိုတာမျိုးကိုနောက်တစ်ခေါက် research လုပ်ပေးပါဒုတိယအဆင့်အနေနဲ့ကတော့ prepare answer for common question ပေါ့နော်ပုံမှန်ရေဘူးရမေးခွန်းနေလာနိုင်တဲ့မေးခွန်းမျိုးကိုအတတ်နိုင်ဆုံးကိုကကြိုတင်ပြင်ဆင်ထားပါအဖြေတွေကိုဖြေကြည့်ပါလေ့ကျင့်ပါကြိုတင်စဉ်းစားထားပေးပါတတိယအဆင့်အနေနဲ့ practice speaking clearly ပေါ့နော်အဲ့တော့ကိုကပြောတဲ့အခါမှာ English language ကိုသုံးရမှာဖြစ်ပြီးမြဲfluent အရင်ကြီးဖြစ်စရာ advanced အရင်ကြီးဖြစ်စရာကိုယ့်ရဲ့ speaking skill ကိုအရင်ကြီးမဖြစ်မနေပြရမယ်ဆိုတာမျိုးကြီးမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုကဒီ IELTS လာဖြေနေရမျိုးလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့ advanced words တွေအရင်ကြီးသုံးတာမျိုးဒီအရင်အမြင်မျိုးပြောတာပေါ့နော် fluent ဖြစ်အောင်ပြချင်လို့အရင်မြင်အောင်ပြောတာမျိုးမလုပ်စေချင်ဘူးအဓိကကတော့ speaking clearly ပေါ့နော်ရှင်းရှင်းလင်းလင်းတိတိကျကျနဲ့ကိုပေးချင်တဲ့ message ကို interviewer တွေစီတေချာလေးပေးနိုင်ဖို့အတွက်ရှင်းရှင်းလင်းလင်းတိတိကျကျလေးပြောပေးဖို့လိုတယ်အဲ့ဒီအတွက်လည်းလေ့ကျင့်ပေးစီလိုတယ်ပေါ့နော်နောက်တစ်ခုကကြတော့ prepare necessary document ပေါ့နော်အကယ်၍ကိုက registration အဆင့်မှာchild ဘက်ကတောင်းတဲ့ document တွေအကုန်လုံးရှိတယ်ဆိုရင်တော့ဒီအစင်ကလုတ်စရာမလိုဘူးပေါ့နော်ဒါပေမဲ့ကိုကဒီ document တွေတချို့ passport မလုပ်ရသေးတာမျိုးဒီ university ရဲ့ acceptance letter မရသေးတာမျိုးဆိုရင်interview မတိုင်ခင်မှာတည်းကကိုကအတတ်နိုင်ဆုံးကြိုပြီးတော့ပြင်ဆင်နားမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်သူတို့ဒီ interviewer တွေအနေနဲ့မေးလာတဲ့အခါကျရင်လည်းကိုကပြင်ဆင်နေတယ်စောင့်နေတယ်ဘယ်နှစ်ရက်အတွင်းရနိုင်မယ်ဆိုတာမျိုးကို information တိတိကျကျပြန်ပြောပေးနိုင်ဖို့လိုအပ်ပါတယ်အဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကိုလည်းပြင်ဆင်စီလိုပါတယ်နောက်တစ်ခုကကြတော့ dress appropriately ပေါ့နော်အဲ့တော့အများစုကတော့ online နဲ့ဖြေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအတွက်ပေါ့နော်တတရှိတဲ့ဝတ်စုံမျိုးပြီးတော့အခုလက်ရှိမှာရာသီဥတုကလည်းပူတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရဲ့ကိုအတွက်တရှိတဲ့ဝတ်စုံမျိုးပြီးတော့ရင်interview ဖြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတင့်တော်တဲ့အင်ကြီးမျိုးပေါ့နော်အဲ့တော့ကိုအတွက်ကိုယုံကြည်မှုတက်စေမဲ့အင်ကြီးမျိုးအဖြူပဲဖြစ်ဖြစ်အမဲပဲဖြစ်ဖြစ်အယောင်ကတော့စိတ်ကြရွေးချယ်ခွင့်ရှိတယ်ဒါပေမဲ့အရင်အယောင်ဆုံးနေတာတဲ့ရိုးလေးနဲ့ကိုအတွက်confident ပိုရှိစေမဲ့အင်ကြီးမျိုးsmart ဖြစ်တယ်ဆိုတော့ခံစားမှုမျိုးရစေတဲ့အင်ကြီးမျိုးပေါ့နော်အဲ့လိုမျိုးလေးတရဝတ်ဆင်ပြီးတော့ပြင်ဆင်ထားစေလိုပါတယ်နောက်ဆုံးတစ်ခုကတော့အရေးကြီးဆုံးတစ်ခုပေါ့နော်အဲ့ဒါကကြတော့ internet ပေါ့နော်အဲ့တော့ပုံမှန်အားဖြင့်မြန်မာနိုင်ငံမှာမိအခြေအနေကြောက်တော့၎င်းပေါ့နော်အဲ့တော့Wi-Fi အဆင်မပြေတာကြောက်တော့၎င်းပေါ့နော်အဲ့တော့ internet အခက်ခဲရှိတယ်အဲ့အတွက်ကြောင့်မလို့အတက်နိုင်ဆုံးအဲ့ဒီမတိုင်ခင်မှာ internet ကောင်းအောင်လုပ်ထားပေးပါကျွန်မဖြေတော့ကဆိုရင်လည်းမိလာတယ်ပေါ့နော်ဒါပေမဲ့လည်း power bank နဲ့တခါတည်းချိန်ထားတယ်ပြီးတော့ရင်နောက်တစ်ခုကကိုယ့်ရဲ့ background noise ပေါ့နော်ခါလေကြာရင်ကိုယ့်ရဲ့ backgroundကိုကတိတ်တဲ့နေရာမှာတော့ပြောနေပြီမဲ့ခါလေးကျရင် unexpected problem ပေါ့နော်ဥမာဈေးတွေဖြတ်သွားတာမျိုးလည်းဖြစ်နိုင်တယ်အမျိုးမျိုးဖြစ်နိုင်တယ်ဥမာကိုအိမ်ရခွေးပဲဖြစ်ဖြစ်တရိတ်ဆန်ကဟောင်လိုက်တာမျိုးအတန်ပြူတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကိုလုံးကဆိုရင်တော့အိမ်ကိုတစ်ချက် request လုပ်ပြီးတော့ဒီအိမ်ထဲကတရိတ်ဆန်လေးတွေရောအိမ်ကလူကိုရောပေါ့နော်
နော်အိမ်ကအပေါင်းရောအပြင်လေးခဏထုတ်ထားရဲဆိုတာတဲ့အပြင်မှာခဏလေးနေကိုင်းနေပေါ့နော်ဆိုတော့နေကိုင်းပြီးတော့ကိုကတက်တီစစ်စစ်နဲ့ ready ဖြစ်နေတဲ့အနေအထားမျိုးနဲ့ရှိစေချင်ပါတယ်နောက်တစ်ဆင့်အနေနဲ့ during the interview ပေါ့နော် interview ဖြေနေတဲ့အတော့အတွင်းမှာကိုကဘာတွေလုပ်ရမလဲမလုပ်ရဘူးလဲပေါ့နော်အဲ့တော့ပထမဦးဆုံးကbe polite and professional ပေါ့နော်အဲ့တော့ကိုကကိုရဲ့ skill အရင်ပြချင်လို့အရင်humble မဖြစ်တဲ့ပုံစံမျိုးဖြစ်နေအဆင်မပြေဘူးအဲ့တော့ကိုက be polite ပေါ့နော် respect ရှိpolite ဖြစ်နဲ့ပြောဆိုဆက်ဆံပေးပါနောက်တစ်ခါကျတော့ professional ဆံပေးပေါ့နော် professional ဆိုတာကကိုပြင်ထားတဲ့essay တွေဗီဒီယိုတွေကိုကိုကတစ်ခေါက်ပြန်လေ့လာပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုရဲ့ skill တွေကိုလုပ်ထားတဲ့အတွေ့အကြုံတွေကိုအတက်နိုင်ဆုံးအကောင်းဆုံးပြောပြခဲ့ပေးပါနံပါတ်2အချက်ကကြတော့ listen carefully ပေါ့နော်တေချာလေးနားထောင်ပေးပါအဲ့တော့ interviewer တွေကမေးတဲ့အခါကျရင်မေးခွန်းလေးတွေကိုစုံအောင်နားထောင်ပါတေချာလေးနားထောင်ပါအကယ်၍ကိုကမေးခွန်းမရှင်းလိုက်ဘူးဆိုရင်မေးခွန်းပြန်မေးရတာရှက်လို့ဆိုပြီးတော့ကိုဖြေချင်တာဖြေခဲ့တာမျိုးမလုပ်ဘဲနဲ့ကိုကမေးခွန်းကိုနားမလည်ဘူးမရှင်းဘူးမကြားလိုက်ဘူးဆိုရင်တစ်ခေါက်ပြန်ပြီးတော့မေးပေးပေါ့နော်ဒါပေမဲ့ခဏပြန်မေးတာမျိုးတော့ရှောင်ပေးပါline ရဲ့ချိန်တွေကြောင့်ခဏပြန်မေးတာတော့ကိစ္စမရှိပေမဲ့ကိုကခဏline လဲကောင်းရတာနဲ့ခဏပြန်မေးတဲ့ခါကျရင်ကိုရဲ့ language skill နဲ့ပတ်သက်ပြီးတော့လည်း impression ကျစေတယ်အဲ့အတွက်ကြောင့်မလို့ကိုကတေချာလေးမေးခွန်းတွေကိုအဆုံးထိနားထောင်တေချာလေးနားထောင်ပြီးတော့ဖြေပေးပါနောက်တစ်ခုက answer clearly and confidently ပေါ့နော်ဆိုနာကလည်း mention ခဲ့တဲ့အတိုင်းပဲတေချာရှင်းလင်းဖြေပေးပါယုံကြည်ချက်ရှိနဲ့ဖြေပေးပါအဲ့တော့ကိုကnervous ဖြစ်နေမယ် excited ဖြစ်နေမယ်နားလဲပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တွေမှာတော့ကိုကဒီ scholarship နဲ့ဘာကြောင့်ထိုက်တန်လဲဆိုတာကိုကယုံကြည်ချက်ရှိနဲ့အတက်နိုင်ဆုံးကိုအကြောင်းကိုဖော်ပြခဲ့ပေးပါnumber 4အချက်ပေါ့နော်သူကလည်းအရင်အရေးကြီးတယ်ပြီး honest ပေါ့နော်ရိုးသားသားဖြေပေးပါအဲ့တော့ကိုကdrama အရင်ချိုးတာမျိုးပေါ့နော်အရင်အခက်ခဲရှိနေတာမျိုးအဲ့လိုပုံစံမျိုးကြီးမဖြစ်နေတဲ့အခြေအနေတစ်ခုကိုဖြစ်နေပါတယ်ဆိုပြီးတော့အဲ့လိုမျိုးလုပ်ပြစရာမလိုဘူးအဲ့တော့ကိုကတကယ်ကိုဘာခက်ခဲရှိလဲဒါပေမဲ့ဘာအခြေအနေတော့ကိုကအဆင်ပြေနေတယ်ဘယ်လိုမျိုးစူးစမ်းနေလဲဘာတွေဆက်လုပ်ဖို့ရှိတယ်ဆိုတဲ့ဟာမျိုးကိုပေါ့နော်ပြီး honest ရိုးသားဖြေပေးပါပြီးတော့ကိုရဲ့ဒီshort term plan တွေ long term plan တွေမိတဲ့ခါကျရင်လည်းဖြစ်နိုင်ခြေရှိတဲ့ဟာမျိုးကိုပြောပေးပေါ့နော်အဲ့တော့နောက်9နှစ်မှာဘာကြီးဖြစ်ကြမယ်အဲ့လိုမျိုးအရင်အကြီးကိုကမလုံနိုင်လောက်မဲ့ထင်တဲ့ကိစ္စမျိုးကိုပြောလိုက်တဲ့အခါမျိုးကျရင်လည်း impression ကျသွားနိုင်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ကိုက be honest ရိုးသားနဲ့ကိုဘာတွေတကယ်လုံနိုင်တယ်ဆိုတဲ့ဟာမျိုးကိုချပြခဲ့ပေးပါ during the interview stage မှာနောက်ဆုံးအရေးကြီးဆုံးတစ်ခုကတော့ show enthusiasm ပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်အားထက်သန်မှုကိုပြပေးပါအဲ့တော့ကိုကဒီ scholarship ကိုဘယ်လောက်လိုချင်ကြောင်းဒီ scholarship ကကိုဘဝအတွက်ကိုရဲ့ community အတွက်ဘယ်လောက်ထိအထောက်ပံ့ဖြစ်မယ်ဆိုတဲ့အကြောင်းကိုကစိတ်အားထက်သန်စွာနဲ့တည်ချာလေးပြောခဲ့ပေးပါပေါ့နော်ဆိုတော့ဒီနေ့ကတော့ကျွန်မကဒီဗီဒီယိုလေးမှာပေါ့နော် before the interview နဲ့ during the interview stage ကိုရှင်းပြထားပေးပါတယ်အဲ့တော့နောက်ဗီဒီယိုမှာဘယ်လိုမေးခွန်းလေးတွေမေးတက်လဲဆိုတာကိုရှင်းပြထားပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်